မိုးရာသီလည်းရောက်တော့မှာဆိုတော့မိုးရာသီမှာဖြစ်များတဲ့ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီးပြပြပေးပါမယ်ဒေါက်တာဆန်နီယာမှာအထွေထွေယောဂကိုဆရာဝန်တယောက်ပါအဲ့တော့ရာသီတုပ်ကွေးနဲ့ရိုးရိုးတုပ်ကွေးကိုအများစုဟာတူတယ်လို့ထင်ကြတယ်အဲ့တော့မတူပါဘူးเนาะရာသီတုပ်ကွေးဟာဆိုရင်တော့ influenza လို့ခေါ်တဲ့ virus ပိုးကြောင့်ဖြစ်တာပါအဲ့တော့ရိုးရိုးတုပ်ကွေးကတခြား rhinovirus နဲ့တခြား virus test တွေကြောင့်မို့လို့ဖြစ်တာပဲဖြစ်ပါတယ်နောက်ပြီးတော့ရိုးရိုးတုပ်ကွေးနဲ့ရာသီတုပ်ကွေးကယောဂလက္ခဏာတွေတူတယ်လို့ထင်ရပေမဲ့ရိုးရိုးတုပ်ကွေးထက်ဆိုင်တော့ရာသီတုပ်ကွေးကပိုပြီးတော့ပြင်းထန်တယ်ပေါ့เนาะအဲ့တော့ဖြစ်တဲ့လက္ခဏာတွေကတော့ဒီတုပ်ကွေးရဲ့ယောဂလက္ခဏာတွေအတိုင်းပဲနှာစီးမယ်ချောင်းဆိုးမယ်ကိုယ်လက်တွေကိုက်မယ်လက်ချောင်းနာမယ်ခေါင်းကိုက်မယ်ပေါ့နော်အဲ့လက္ခဏာတွေလည်းလာရဲဆိုပေမဲ့ဒီရာသီတုပ်ကွေးဟာဆိုလို့ရှိရင်เนาะသူ့ရဲ့နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးအနေနဲ့အဆုတ်ရောင်နဲ့အဆုတ်ပွားမယ်အသက်ရှူကျက်မယ်အောက်ဆီဂျင်ကျရဲဆိုတဲ့ပြင်းထန်တဲ့လက္ခဏာတွေအထိဖြစ်နိုင်ပါတယ်ဒီရာသီတုပ်ကွေးကဘလူတွေမှာပြင်းထန်တဲ့လက္ခဏာတွေဖြစ်တယ်လဲဆိုလို့ရှိရင်เนาะအသက်အရန်ကြီးရဲ့အသက်ကြီးရဲ့အသက်80ကျော်လူကြီးတွေပြီးတော့ကလေးငယ်လေးတွေနဲ့တို့ကယောဂအခန်းရှိရပေါ့เนาะနာတာရှည်ယောဂအခန်းရှိရလူတွေနဲ့ကိုယ်ခါအားနေတဲ့သူတွေမှာဆိုရင်တော့ပြင်းထန်တဲ့တုပ်ကွေးအဆင့်အနေနဲ့ကိုနောက်ဆက်တွဲပြီးထွက်ဆိုးကျိုးတွေခံစားရနိုင်ပါတယ်အဲ့တော့ရာသီတုပ်ကွေးကိုဘယ်လိုနည်းနဲ့ကာကွယ်လို့ရနိုင်လဲဆိုရင်เนาะအဓိကရာသီတုပ်ကွေးကိုကာကွယ်ဖို့အတွက်ဆိုရင်เนาะရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံလို့ရပါတယ်အဲ့တော့ရာသီတုပ်ကွေးကာကွယ်ဆေးထိုးလို့ရာသီတုပ်ကွေးလုံးဝမဖြစ်တော့ဘူးလားဆိုရင်တော့အဲ့လိုတော့မဟုတ်ဘူးပေါ့เนาะဒီရာသီတုပ်ကွေးကြောင့်ဖြစ်နိုင်တဲ့နောက်ဆက်တွဲပြီးထွက်ဆိုကျိုးတွေကိုကာကွယ်ပေးနိုင်မယ်နောက်ပြီးပြင်းထန်တဲ့ယောဂလက္ခဏာတွေကိုမခံစားရတော့ပါဘူးတော့ရင်များတောင်းမယ်အရေးဝဝအိမ်မဲ့အစာအာဟာရရှိအောင်စားခြင်းအဖြစ်လည်းရာသီတုပ်ကွေးကိုကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။နောက်ပြီးတော့ရာသီတုပ်ကွေးကာကွယ်ဆေးကိုအဓိကဘယ်လိုတွေထိုးနှံတင်လဲဘယ်လိုထိုးနှံရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့နောက်ဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ YouTube Channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်။